ဒီနေ့ကတော့အိမ်မှာကြက်စီထမင်းလေးလှုပ်ရှားပြလို့လာရောက်ဝင်မြပေးတာပါပထမတော့ကြက်စီထမင်းလှုပ်ဖို့မဟုတ်ဘူးပေါ့နော်ဟိုနေ့တော့ဒါကြော်ဖို့အတွက်ကြက်ပေါင်လေးဝယ်ထားတာအိမ်ရသူတွေကလည်းကြက်စီထမင်းစားကြတာနဲ့ကြက်စီထမင်းလေးလှုပ်ဖြစ်သွားပါတယ်ဒါကြက်စီထမင်းလုံးမှာဆိုတော့လေကြက်အစီထုတ်ဖို့အတွက်လေဘင်းလေးတော့ထောက်ဝယ်လိုက်ပါတယ်အရင်ဦးဆုံးဒီကြက်ပေါင်လေးတွေကိုဓာတ်လေးနဲ့မှုန်းထားပြီးတော့ပဲငံပြားကြီးအကျဲလေးလောင်းချက်ပေးလိုက်တယ်ပြီးရင်ကြက်သားမှုရဲ့စားရထည့်ပြီးတော့တေချာလေးနှက်ဆက်အောင်နေထားပေးလိုက်ပါတယ်ရင်ဦးဆုံးတည်ထားတဲ့ရင်တွေကိုကြက်ပေါင်လေးထည့်လိုက်တယ်ပြီးရင်တော့ဆွမ်းနာတော့ကလေဘင်းကိုအရေးရဲ့အစီရဲ့ထုတ်ပြီးတော့အယိုးလေးထည့်လိုက်ပါတယ်ကြက်သွန်ဖြူနဲ့ဂျင်းလေးထည့်ပါတယ်ပြီးရင်တော့နန်းနန်းမင်းအမြင့်ရဲ့ဒါကြက်သွန်မိတ်လေးရဲ့ထည့်တယ်စားရဲ့ကြက်သားမုတ်လေးရဲ့ထည့်ပြီးရင်ငေုကောင်းလေးထည့်လိုက်ပါတယ်ဒါခဏလေးမှွေပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ကျဲထားပေးလိုက်ပါနော်ဒီလိုတဲထားနေတော့မှကြက်အစီလေးသွားထုတ်ပါမယ်ဆွမ်းနာတော့ကလေဘင်းကနေဖဲထုတ်ထားတဲ့ကြက်အစီရဲ့ရေကွန်ရဲ့ချက်မယ်ရေလေးနည်းနည်းချက်ပြီးရင်တော့ကြက်အစီထွက်တဲ့အထိတဲထားလိုက်ပါနော်ဒီမှာတဖြည်းဖြည်းနဲ့ကြက်အစီလေးထွက်လာပါပြီဒါဆိုရင်တော့ကြက်ရေကွန်လေးတွေကိုပြန်ဆဲထုတ်ထားလိုက်ပါမယ်ဒီကြက်စီလေးနဲ့ပဲကြက်သွန်ဖြူနဲ့ဂျင်းထောင်းတာလေးစီတက်ပါမယ်။မွေးလာပြီဆိုရင်တော့ရေဆေးထားတဲ့ဆန်တွေထည့်ပါမယ်နော်။ဒါလူ9ယောက်စားမှာဆိုတော့ဆန်ကတော့3လုံးထည့်ချက်ထားပါတယ်။ရှမ်းဆန်ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ဒါကတော့ရိုးရိုးဆန်ပါ။ဒါမွေးလာသည်ဒီလှော်ပေးပါ။ပြီးရင်တော့ထမင်းချက်ဖို့အတွက်ကြက်ပြုတ်ရည်လေးတွားခတ်ထားပါမယ်။ဒါရိုးရိုးရည်နဲ့မချက်ဘဲနဲ့ဒီကြက်ပြုတ်ရည်လေးနဲ့ပဲချက်ထားပါမယ်နော်။ဒါမကြက်သေးတဲ့အတွက်အဖုံးလေးအုပ်ပြီးတော့ပြန်တည်ပေးထားလိုက်ပါ။ချမင်းပေါင်းရဲကိုဆွမ်းနာဆန်လေးထည့်မယ်ပြီးရင်ကြက်ပြုတ်ရည်ထည့်ပါမယ်ကြက်ပြုတ်ရည်ကတော့ပုံမှန်ထမင်းချက်တဲ့ရည်အတိုင်းပဲကြက်ပြုတ်ရည်ကိုထည့်ပါမယ်ပြီးရင်တကြားရယ်စားရယ်ပဲငံပြားရယ်ကျဲလေးရယ်ထည့်ပြီးမှွေထားလိုက်ပါမယ်ပုံမှန်ထမင်းချက်တဲ့အတိုင်းပဲထမင်းကိုတည်သွားလိုက်လို့ရပါပြီဆန္ဒတော်ကကျဲထားတဲ့ကြက်ပေါင်လေးရလည်းနူးဤနေပြီဆိုရင်တော့ပြန်ဆယ်ပေးထားလိုက်လို့ရပါပြီလေဘင်းရိုးလေးတွေကတော့ခြံထားပါမယ်ဒါနန်းနန်းမင်းမြစ်တွေချင်းဘတ်တွေမကြရင်ပြန်ဆယ်ပေးထားလိုက်ပါမယ်ဒီရေလေးနဲ့ပဲဟင်းရေလေးလုပ်ပါမယ်ဒါတော့ကြောက်ဖြုံသီးတွေပါကြိုင်ကြောက်ဖြုံသီးထည့်လို့ရပါဘောနော်ဒီနေ့ကတော့အစီအစဉ်မရှိပဲချက်ဖြစ်တာဆိုတော့အိမ်မှာရှိတဲ့အသီးရွက်လေးပဲထည့်ပြီးတော့ဟင်းရေလေးလုပ်လိုက်ပါမယ်ဒါငေုကောင်းလေးခတ်ပြီးရင်တော့ဒါဟင်းရေလေးရပါပြီနော်ကဲချမင်းအိုးလေးတွားကြည့်လိုက်တော့ကြက်စီနန်းတင်းတင်းလေးနဲ့စက်နေပါပြီဒါဆိုရင်တော့ချလိုက်ပါတော့မယ်အချင်းရတော့ဒါမရိုက်လိုက်ရလို့ပေါ့နော်အခုဆိုရင်တော့စားလို့အရန်ကောင်းတဲ့ကြက်စီထမင်းလေးသုံးဆောင်နိုင်ပါပြီကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်နေ့လည်းနောက်ထပ်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်နော်